สวัสดีครับผมมินตาDictionary เพจกลับมาพบพวกคุณอีกแล้วเอพิโซดนี้จะพูดถึงการเรียนรู้ภาษาไทยระยะเริ่มต้นคีย์เวิร์ดข้อสอบမင်္ဂလာပါခင်ဗျာကျွန်တော်မင်းတာပါမင်းတာ Dictionary เพจမှာတကယ်ချင်းမိတ်ဆွေတို့ကိုပြန်ဆောင်လိုက်ကြပြန်ပြီအခု episode မှာlevel 2ချက်ပြတဲ့ keyword ကိုတိုင်းပါလိုက်လေးလာခြင်းနဲ့ပတ်သက်ပြီးတော့အစီအစဉ်လေးတွေပြောပြသွားဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်စရအောင်ကျွန်တော်ကိုထိုင်းလိုလေးပြောပြပြပါอ่านมากๆเริ่มต้นจากหนังสือง่ายๆเช่นนิทานเด็กหนังสือภาษาไทยซาบูยาถัดมากรณีองค์เมียများနဲ့ထိုင်းဘာသာစာအုပ်များကိုကျွန်တော်တို့လွယ်တကူဖတ်လို့ရတဲ့စာအုပ်စတဲ့ဖတ်ပါพัฒนาค่อยๆพัฒนาไปอ่านข่าวบทความหรือวรรณกรรมไทยတိုင်းသတင်းများစောင်းပုံများသို့မဟုတ်စာပေများကိုကျွန်တော်တို့ဖတ်ရှုခြင်းကဲ့သို့သောတပြည့်ပြည့်ဖွံ့ဖြိုးတိုးတက်ပါလိမ့်မည်အထူးအားဖြင့်စာကိုလေ့လာခြင်းဖတ်နေတဲ့အချိန်ကာလမှာอ่านออกเสียงเพื่อฝึกการออกเสียงและจังหวะภาษาไทยให้ถูกต้องထိုင်းဘာသာရပ်တွေသင်ယူပြီးတော့ဖတ်ရှုလေ့လာလေ့ကျင့်လုပ်တာအဓိကအားကောင်းဖို့လိုတဲ့အနေနဲ့အတန်ထွက်နဲ့စမ်းသပ်ခြင်းလေ့လာခြင်းအချက်လေးစနစ်တကျကျွန်တော်တို့အားထုတ်ဖို့လိုတာလေးဖြစ်ပါတယ်keyword တစ်ချက်ရဲ့စီစဉ်ရတော့ဒီမှာပဲရက်တန်းပြစီခင်ဗျာမင်းသား page လေးကို like and share လိုက်နေပေါ့လုပ်ပေးကြဖို့တိုင်တောလိုက်ပါဆက်လက်ပြီးကျွန်တော်ရဲ့ page ကနေထိုင်းဘာသာနဲ့ပတ်သက်တဲ့သင်ယူလေ့လာခြင်းတွေကိုအရှိန်မြင့်သွားဖို့ဒါလေးတွေစောင့်မျှော်ပေးကြစကားပါလိုက်ပါစီခင်ဗျာการเรียนรู้เป็นอิสรภาพของชีวิตนี่ล่ะတင်ယူခြင်းသည်ဘဝ၏လွတ်မြောက်မှုအခြင်းခံခြေခံဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မင်းတာပါ